ကဲညီကိုတို့စီစဉ်လဲကုန်သွားပြီဆိုတော့ကျွန်တော်တို့ဒီ run နေတင်နေရတာအစင်ရောပြေကြရလားဗျ True Pro လေးကိုနဲ့တွေ့ပြီးတော့စိတ်ညစ်နေမယ်ဆိုရင်တော့ကျွန်တော်တို့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မှကျွန်တော်တို့ဒီအသက်ထွက်ထားတဲ့ Sylvanas ကအကြောင်းလေးကိုကျွန်တော်တို့ဒါတစ်ချက်လောက်ဘယ်လိုယူရမလဲဆိုတာလေးတော့ပြောပြပေးမယ်နော် Okay ကြည့်လိုက်ကြအောင်နောက်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီမှာ box လေးရှိရပါတော့ကျွန်တော်တို့ box ကကျွန်တော်တို့ဒါ3ခုရှိမယ် level 1 box ဆိုရင်တော့ကျွန်တော်တို့ဒါပါပါမယ်ဆိုရင်တော့ဒါ elite skin တွေပါတယ်ပေါ့နော်elite skin တွေရမယ် level 1 box ဆိုရင်တော့ level 2 box ဆိုရင်တော့ကျွန်တော်တို့ဒါပို့ပြီးတော့ကောင်းတဲ့ဒီ special skin တွေပါတယ်ပေါ့နော်ဒီကျွန်တော်တို့ဒါနောက်တစ်ခုကကျွန်တော်တို့ဒီ level 3 box ပေါ့နော် level 3 box ဆိုရင်ကျွန်တော်တို့ဒါ Sylvanas skin ရဲ့ပြီးတော့ epic တွေပါတယ်ပေါ့နော်ဆိုတော့ epic skin တွေရမယ်ပေါ့နော်ဆိုတော့ဒီ box တွေရဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒါဘာတွေလုပ်ဖို့လိုလဲဆိုတော့ဒီကတ်လေးစုဖို့လိုတယ်ပေါ့နော်ဆိုတော့ကတ်လေးစုမယ်ဆိုရင်ကျွန်တော်တို့ဒါဘာဘယ်လိုမျိုးစုလို့ရလဲဆိုတော့ကျွန်တော်တို့ daily test တွေလုပ်လို့ရတယ်ပြီးတော့ weekly test တွေလုပ်လို့ရတယ်ပေါ့နော်ဆိုတော့ weekly test တွေကတော့ကျွန်တော်တို့ဒါ login winner တွေရှိမယ်ပြီးတော့ဒါ key တွေ assist တွေပေါ့နော်ဒါမျိုးလေးရအောင်ယူရမျိုးလေးပါမယ်ပေါ့နော်တက်စီကကြတော့ကျွန်တော်ဒါဒီစိတ်အောင်ယူ normal ကတ်လေးပေါက်တဲ့အထုပ်လေးရမယ် weekly တက်စီကကြတော့ကျွန်တော်ဒီခရမ်းအောင်အထုပ်ပေါ့နော်ဒါဟို shining ကတ်လေးရမယ်အားလေးပါတယ်ပေါ့နော်ဒါဒီမှာဆိုရင်ကျွန်တော်ဒါကတ် gallery ရဲ့မှာဝင်ကြည့်လို့ရတယ်ကျွန်တော်ဒါဟိုမှာကတ်စုစုပေါင်းဘယ်လောက်ရှိလဲဆိုတော့ဒါဝင်ကြည့်လို့ရတယ်ပေါ့နော်ဒီမှာဆိုကျွန်တော်က normal ကတ်ကဒီ35ကတ်ရှိရပြီးတော့ဒီ shining ကတ်ပေါ့နော်ခရမ်းအောင်ကတ်လေးရကျွန်တော်ဒါ30ခုရှိရပေါ့နော်ဒါကျွန်တော်စီမှာစုထားကတ်လေးကိုပြတာပေါ့နော်ဒါကိုစီမှာကတ်ရှိရကတ်လေးကိုဒီလိုမျိုးဝင်ကြည့်လို့ရတယ်ပေါ့နော်အဲ့ဒီပါလဲစနေဆိုရင်တော့ဒီမှာ exchange card ဆိုရဲအားလေးကိုနှိပ်ဖို့နှိပ်ပြီးတော့မှအဲမှာဝင်ပြီးတော့လဲလို့ရတယ်ပေါ့နော်သူများစီမှာရှိရကတ်တွေကိုလည်းတောင်းလို့ရတယ်လို့ကိုစီမှာရှိရကတ်တွေကိုလည်းပေးလို့ရတယ်ပေါ့နော်အရင်ဆုံးအနေနဲ့ဆိုရင်တော့ဒီမှာသူများကို gift ပေးနေဆိုရင်ဒီမှာကိုစီမှာဘယ်နှကတ်ရှိလဲဆိုတော့ပြရတယ်ပေါ့နော်ဒါပိုးတဲ့ကတ်လေးကိုကျွန်တော်ဒါသူများကိုပေးခြင်းလည်းပေးလို့ရတယ်ပေါ့နော်ရတော့ပေးခြင်းတဲ့ကက်ကိုကျွန်တော်ဒါ gift ဆိုတဲ့အားလေးနှိပ်လိုက်မယ်ဆိုရင်ဒီမှာကိုရဲ့ friend list ထဲမှာဒါကိုပေးခြင်းတဲ့လူရဲ့နာမည်ကိုရိုက်ပြီးရှာလို့လည်းရတယ်ဒီမှာဒါ scroll down လုပ်ပြီးတော့ဆွဲပြီးတော့ကြည့်လို့လည်းရတယ်ပေါ့နော်သူများစီကကက်ကိုတောင်းမယ်ဆိုရင်တော့ကျွန်တော်ဒါ request ဆိုတဲ့ tab လေးကိုနှိပ်ရတယ်ပေါ့နော် request ဆိုတော့သူများစီကကတ်ကိုတောင်းတာပေါ့နော်တောင်းမယ်ဆိုရင်ကိုယ်မှမရှိတဲ့ကတ်တွေကိုကျွန်တော်တို့တင်ဆက်သွားပြီးတောင်းလို့ရတယ်ပေါ့နော်သွားလည်းခုနလိုပဲကိုတောင်းနေတဲ့လူစီကနေဒါဒီလိုမျိုးကြည့်ပြီးတော့မှဒီလိုမျိုးကတ်ပေါ်ရှိတဲ့လူတွေဆိုတော့အောက်မှာစာရန်အစိမ်းအောင်လေးပေါ်နေပေါ့နော်ဆိုတော့အဲ့လူတွေစီကနေတောင်းရင်ဒါကိုကပေါ်ရနိုင်ရှိရပေါ့နော်တစ်ခါလဲမယ်ဆိုရင်ကျွန်တော်တို့ဒီစိန်က fragment လို့ခေါ်တဲ့စိန်အောင်တောင်းနဲ့ခုနတောင်းရမယ်ပေါ့နော်ဒါအပြင်ကျွန်တော်ပုံနေတဲ့ကတ်တွေကိုကျွန်တော် December ကတ်ဆိုရဲမှာသွားပြီးတော့မှကျွန်တော်ဒါလဲလို့ရတယ်ပေါ့နော်ကိုစီမှာပုံနေတဲ့ကတ်တွေအကုန်လုံးဒီမှာ fragment တကတ်ကို fragment တခုစားလဲလို့ရတယ်ပေါ့နော်ကိုကတကယ်လို့တကယ်တက်ပို့ပြီးတော့သိမ်းထားခြင်းလဲဆိုရင်တော့ကျွန်တော်ဒါ key cut ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့မှကျွန်တော်ဒီကိုလိုချင်တဲ့ကတ်လေးကိုကျွန်တော်ရွေးပြီးတော့မှသိမ်းထားလို့ရတယ်ပေါ့နော်ခုနက December လောက်ထားတဲ့ဒီ card fragment လေးကိုကျွန်တော်ဘာမှသုံးလို့ရလဲဆိုတော့ကျွန်တော်ဒီမှာဆိုရင်တော့ဒါ exchange လုပ်လို့ရတယ်ပေါ့နော်ဆိုတော့ဘယ်လို exchange လုပ်မလဲဆိုရင်တော့ဒီခရမ်းအောင်ထုတ်လေးကိုတော့တော့ဒါ card fragment အခု20နဲ့ exchange လုပ်လို့ရပြီးတော့တော့ဒီအစိမ်းအောင်ထုတ်ပေါ့နော်တော့ normal card pack လေးကိုတော့ကျွန်တော်ဒါ card fragment 10ခုနဲ့သွားပြီးတော့မှ exchange လုပ်လို့ရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်မှာရှိရဒီပုံရက်ကတ်တွေပေါ့နော်အဲ့ဒါကိုကျွန်တော်ဒါဒီ December လောက်ပြန်မှာဖြစ်ပါတယ်ခုဆိုရင်တော့ကျွန်တော်ပုံရက်ကတ်တွေအကုန်လုံးလေးလိုက်တာ fragment 29ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်မှာ fragment 30ခုရှိပြီဆိုတော့ခုနပြောတဲ့ဒီ card pack လေးနဲ့သွားပြီးလဲကြည့်အောင်ခရမ်းအောင်ထုတ်လေးတစ်ထုပ်ရတယ်ပေါ့နော်ပြီးတော့ကျွန်တော်စိတ်အောင်ထုတ်လေးပေါ့နော်ဒီ normal card pack လေးနဲ့ကျွန်တော်သွားပြီးလဲကြည့်ပါမယ်ခုလိုမျိုးကျွန်တော်ဒီ cup fragment လေးနဲ့တွားပြီးတော့မှလဲလို့ရတယ်လို့မျိုးကျွန်တော်ဒီ weekly test တွေ daily test တွေလုပ်ပြီးတော့လဲ cup pack တွေယူလို့ရပါတယ် cup pack တွေဖွင့်တဲ့အခါမှာလဲကျွန်တော်ဒီ pattern မျိုးစုံပေါ့နော်ကျွန်တော်ဒါကြိုက်တဲ့
ပုံစံမျိုးနဲ့ကျွန်တော်ဒါဖွင့်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီဘယ်လိုပုံစံမျိုးနဲ့ပဲဖွင့်ညီကိုတို့စီရောတော့သူမှပြန်လာမှာမဟုတ်ပါဘူးခင်ဗျာ 站你瓜，把我赢了你。 ခင်အောင်ထုတ်တယ်ဖောက်မယ်ဆိုရင်တော့ကျွန်တော်တို့ဒါတစ်ခါဖောက်လိုက်တိုင်းမှာကျွန်တော်တို့ဒီ shining cap ပေါ့နော်ကိုယ်မှမရှိသေး shining cap တကက်ကတော့ပါလာဖို့ 100% ဒီပါတည်ကြတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ Mr. Meow skin 3ခုလုံးပေါ့နော်ကျွန်တော်3ခုလုံးဆို Leslie ရဲ့ Savannah ရဲ့ Julian ပေါ့နော်ဆိုတော့ဒီ skin 3ခုလုံးကိုကျွန်တော်ဒါပိုင်ဆိုင်ထားမယ်ဆိုရင်တော့နောက်လာမယ့်ဒီ Metro Zero ဆိုရဲ event မှာသုံးလို့ရမယ့် token 3ပါတဲ့ဘောက်ဆိုလည်းကျွန်တော်ဖွင့်လို့ရမှာဖြစ်ပါတယ်အားလုံးပဲကတ်တွေစုရင်ခံကောင်းကြပါစေခင်ဗျ